ဝင်းတလုံးကောင်းရင်ခေါင်းမခဲဆိုတဲ့စကားအတိုင်းဝင်းမှန်မှုဆိုတာကကျန်းမာရေးအတွက်အလွန်ကိုအရေးကြီးပါတယ်နော်။ဒါပေမဲ့လည်းဝင်းချုပ်တယ်ဆိုတာကအစာအိမ်နဲ့ဦးလဲချောင်းဆိုင်ရာပြဿနာတွေထဲမှာအဖြစ်အများဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရရွယ်ရောက်ပြီးသူ16%နဲ့အသက်ကြီးပိုင်းတွေကဆိုရင်လူကြီး33%လောက်ကဒီဝေဒနာကိုခံစားနေကြရတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဝင်းချုပ်ရတဲ့အကြောင်းရင်းတွေဝင်းနှုတ်ဆေးရဲ့အန္တရာယ်တွေနဲ့တဘာဝအတိုင်းဝင်းမှန်စေမယ့်နည်းလမ်းလေးတွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်။ Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. ဝင်းချုပ်တယ်ဆိုတာဘာလဲဝင်းချုပ်တယ်ဆိုတာကပုံမှန်ထွက်ဝင်သွားခက်ခဲတာဝင်းမာတာဒါမှမဟုတ်တစ်ပတ်မှာ3ချိန်ရဲ့အောက်ကိုပဲဝင်သွားတာဝင်သွားတဲ့အခါအားဆိုင်ပြီးညှစ်ထုတ်နေရပြီဆိုရင်ဒါကိုဝင်းချုပ်တယ်လို့ခေါ်ပါတယ်ဒါဆိုဘာကြောင့်ဝင်းချုပ်ရတာလဲဝင်းချုပ်ရတဲ့အကြောင်းရင်းတွေတော့အများကြီးရှိနိုင်ပါတယ်ထမအောင်ဆုံးအနေနဲ့နေထိုင်မှုပုံစံကိုကြည့်ကြအောင်ပါကိုကတနေ့တာမှာရေတောက်လည်းနေတယ်အမြင်တက်စားသုံးမှုကလည်းနေတယ်ကိုလက်လှုပ်ရှားမှုကလည်းနေမယ်ဆိုလို့ရှိရင်တော့ဒါကဝင်းချုပ်နိုင်ပါတယ်နော်ဆေးဝါးတွေအနေနဲ့ဆိုလို့ရှိရင်လည်းအကြိုက်ခဲပြောက်စီချိုတောက်သုံးနေရတာတန်တန်အားဆေးတွေနဲ့အခြားဆွဲတောက်နေရတဲ့ဆေးတွေရှိရင်လည်းဒီဆေးတွေရဲ့ side effect ကြောင့်ဖြစ်တတ်ပါတယ်ကျန်းမာရေးအခြေအနေအရကိုကဝင်ဆောင်နေရမျိုးစိတ်ဖိစီးမှုများနေရမျိုးတခြားယောဂအခန်းတွေရှိတယ်ဆိုလို့ရှိရင်လည်းဝင်းချုပ်တတ်ပါသေးတယ်နော်အဖြစ်နေတယ်ဆိုရင်ပဲတချို့ယောဂတွေအနေနဲ့ဥပိတ်တာဥပေါက်တာစတာတွေမှာလည်းဝင်းချုပ်တတ်ပါတယ်မကြာခဏဝင်းချုပ်တယ်ဆိုတာလေကောင်းတဲ့အချက်တော့မဟုတ်ပါဘူးနော်ဝင်းချုပ်လေးရှိတဲ့သူတွေကမအီမတန်ဖြစ်ပြီးတော့နေရထိုင်ရခက်ခဲရမျိုးကနေဥမာကြီးကိစ္စဖြစ်တဲ့အထိကိုစိုးကျိုးတွေခံစားရတတ်ပါတယ်တကယ်လို့မိတ်ဆွေကဝင်းချုပ်လာပြီဆိုရင်ခန္ဓာကိုယ်မှာဘာတွေခံစားရမလဲဝင်းချုပ်ပြီဆိုတာနဲ့ကိုယ့်ရဲ့ဘိုက်ထဲမှာတခုခုခံနေသလိုဘိုက်ကဲတာလေပွားတာဘိုက်ရောက်တာတွေဖြစ်လာပါလိမ့်မယ်နောက်ဆက်တွဲအနေနဲ့ဆိုရင်တော့အစာစားခြင်းစိတ်နေပါလာပြီးတော့အသားရည်တွေညဉ့်ညမ်းလာတာအားစိတ်ထွက်ရလွန်းလို့လေကောင်းဖြစ်လာတာမျိုးတွေဒီလည်းဖြစ်တတ်ပါတယ်ဒီလိုနေရာမှာတချို့ကဝင်းနှုတ်ဆေးတွေဝင်းပြုတ်ဆေးတွေသုံးဆွဲလာတတ်ပါတယ်နော်ဒီလိုဆေးတွေကိုသုံးဆွဲတဲ့သူအနေနဲ့ဒီဆေးတွေကခန္ဓာကိုယ်မှာဘယ်လိုလုပ်လဲဆိုတာလေးကိုကြည့်ကြအောင်ပါကျွန်တော်တို့တွေကဝင်းနှုတ်ဆေးတွေဝင်းပြုတ်ဆေးတွေကိုတောက်သုံးလိုက်တဲ့အခါဒီဆေးတွေကခန္ဓာကိုယ်တွေကရေနဲ့အဆီကိုစုပ်ယူပြီးတော့ဝင်းအညစ်အကြေးတွေကိုပျော့သွားအောင်ပြုလုပ်ပေးပါတယ်ကောင်းကျိုးချက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ချက်ချင်းလက်ငယ်ဝင်းသွားခြင်းတဲ့သူတွေအတွက်တော့ခဏတာတတ်တာစေပါတယ်ဆိုးကျိုးကိုပြန်ကြည့်မယ်ဆိုရင်တော့ဆေးကိုပဲအမြဲအားကိုးနေရတဲ့အခါဥဝါပြင်းသွားတတ်ပါတယ်ဆိုလိုရင်းကဆေးမပါရင်ဝင်းမသွားနိုင်တော့တဲ့အထိဖြစ်သွားနိုင်ပြီးတော့ခန္ဓာကိုယ်ရဲ့ဆိုဒီယမ်ပိုတက်ဆီယမ်အဆရှိတဲ့ဓာတ်စားတွေမညီမမျှဖြစ်ပြီးတော့နှလုံးကုန်မမှန်တာအားနေတာတက်တာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်နော်ဒီနေရာမှာတစ်ခုသတိထားရမှာကဝင်းပြုတ်စည်းသုံးလေးရှိတဲ့သူတွေမှာလေကောင်းရှိတဲ့သူတွေခွဲစိတ်ပြီးကစားလူနာတွေမိဖွားပြီးကစားမိခင်တွေဆိုရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့အတူအသုံးပြုသင့်ပါတယ်ဆရာဝန်ညွှန်ကြားချက်မပါဘဲအသုံးပြုဖို့လုံးဝမသင့်ပါဘူးနော်ဒါဆိုရင်ဝင်းချုပ်စီတဲ့အစားအစာတွေကဘာတွေဖြစ်နိုင်မလဲကျွန်တော်တို့ဝင်းချုပ်နေတဲ့အချိန်မှာလေအသင့်အစားအစာတွေကိုလုံးဝရှောင်ထားရပါမယ်နော်နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အနီရောင်ရှိတဲ့အသားတွေဖြစ်ပါတယ်အမဲသားစိတ်သားတို့လိုမျိုးအနီရောင်ရှိပြီးတော့အစာချေဖြတ်ဖို့အတွက်အချိန်ယူနေရတဲ့အသားမျိုးတွေကိုလက်တလုံးမှာရှောင်ထားပေးပါဂျုံဖြူနဲ့ပြုလုပ်တဲ့အစားအစာတွေဖြစ်တဲ့ပေါင်မိုးဖြူတို့ခောက်ဆွဲဖြူတို့လိုအစားအစာတွေကိုလည်းရှောင်ထားပေးသင့်ပါတယ်ကျွန်တော်တို့တွေဝင်းသွားရတာခက်တဲ့အခါပေါ့နော်ဝင်းသွားရတာလွယ်အောင်လို့ရေတောက်လေးရှိပါတယ်ရေတောက်တဲ့အခါမှာရေနွေးတောက်တဲ့လားရေအေးတောက်တဲ့လားဆိုတာလေးတစ်ချက်ကြည့်ကြအောင်ပါရေဆိုတာကတော့ဘလို့ရေပဲဖြစ်ဖြစ်ကောင်းကျိုးရှိပါတယ်နော်ဒါပေမဲ့ဝင်းရှုပ်တတ်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ရေနွေးဒါမှမဟုတ်ရေနွေးလေးကပိုပြီးတော့ကောင်းပါတယ်ရေနွေးရဲ့သဘောတဘာဝကဥလန်းကြောင့်လှုပ်ရှားမှုကိုပိုပြီးတော့မြင့်တင်ပေးနိုင်တယ်အစာချေစနစ်ကိုပိုပြီးတော့မြင့်တင်ပေးနိုင်တဲ့အတွက်ရေနွေးလေးကပိုပြီးတော့တင့်တော်ပါတယ်ဒါဆိုရင်ပုံမှန်ဝင်းချုပ်တတ်တဲ့သူတွေအနေနဲ့မနေ့အရာကနေနုံနုံချင်းရေနွေးလေးတစ်ဖန်ခွက်လောက်တောက်ပေးလိုက်တာကအကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်နော်နောက်ထပ်အချက်အနေနဲ့ဆိုလို့ရှိရင်ရောဝင်းမချုပ်အောင်တဘာဝအတိုင်းဘယ်လိုများပြုလုပ်လို့ရမလဲ
ဝင်းမချုပ်အောင်တဘာဝအတိုင်းပြုပြင်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်နံပါတ်1အချက်အနေနဲ့အစားအသောက်ပုံစံကိုပြောင်းလဲလိုက်ပါအချိုနဲ့အစီအစိတ်တွေကိုလျှော့စားပြီးတော့အမြင့်တက်ကျွယ်ဝတဲ့တတိဝလံတွေဟင်းဒီဟင်းရွက်တွေအစိတ်အဆန်တွေကိုပို့ပြီးတော့စားပေးပါနောက်တစ်ချက်အနေနဲ့ဆိုရင်တော့ရေများများတောက်ပေးပါကျွန်တော်တို့တစ်နေ့ကိုရေ3လီတာအနည်းဆုံးတောက်ပေးတင်ပါတယ်ပူရတဲ့ရာသီဥတုတွေမှာဆိုရင်တော့ပို့ပြီးတော့တောက်ပေးလို့ရပါတယ်နော်ရေပြင်လက်ဆက်တဲ့အသီးနှံတွေအသီးဖြိုရည်တွေကိုလည်းတောက်သုံးပြီးလို့ရပါတယ်ရေဓာတ်ပါဝင်မှုများတဲ့ဖရဲသီးတို့လိုအသီးနှံတွေကိုလည်းများများစားသုံးပြီးလို့ရပါတယ်သုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့တက်နိုင်သမျှလှုပ်လှုပ်ရှားရှားလေးနေပါငြိမ်ပြီးတော့သချင်းသားထောင်နေတတ်တာမျိုးထက်မြူးမြူးကြွကြွ music လေးတွေဖွင့်ထားပြီးတော့ကခွင်လှုပ်ရှားနေရမျိုးကပို့ပြီးတော့ကောင်းမွန်ပါတယ်နော်နံပါတ်4ချက်အနေနဲ့ဆိုရင်တော့ဝင်းသွားခြင်းနဲ့ဆိုရင်လုံးဝအောက်မထားဘဲနဲ့ချက်ချင်းဝင်းသွားလိုက်ပါ5ချက်အနေနဲ့ဆိုရင်တော့ဝင်းမှန်မှန်သွားတဲ့အကျင့်ကိုပြုလုပ်ထားပြီးပါအချိန်နဲ့ဝင်းသွားတတ်တဲ့အကျင့်လေးကိုပြုလုပ်ပေးလိုက်ပါဥပမာကိုကမနက်6နာရီဆိုရင်ပုံမှန်ဝင်းသွားတတ်တဲ့အကျင့်ကိုလုပ်ထားမယ်ဆိုရင်နောက်ပိုင်းမှာလည်း6နာရီလောက်ဆိုရင်ဘိုင်းနာလာပါလိမ့်မယ်နော်ဒီလိုမျိုးအချိန်မှန်ဝင်းသွားတတ်တဲ့အကျင့်လေးရသွားတဲ့အခါဝင်းချုပ်ခြင်းကိုတက်တာသွားပါလိမ့်မယ်စိတ်ဖိစီးမှုတွေလျှော့ချနိုင်မှုအတွက်တရားထိုင်မှာတတိနဲ့နေတဲ့အကျင့်လေးကိုလည်းပြုလုပ်ပေးပါနော်ဝင်းနှုတ်ဆေးတွေတောက်တာမကောင်းဘူးဆိုပေမဲ့လည်းအရန်ဟူမအီမသာဖြစ်နေရဆိုရင်တော့ဝင်းနှုတ်ဆေးတွေဝင်းပြော့ဆေးလေးတွေအပျော့စားလေးတွေတောက်သုံးပြီးလို့ရပါတယ်တခုရှိတာကဒီဆေးတွေကိုအမြဲတောက်နေမယ်ဆိုရင်တော့စအိုးဝကြွက်သားတွေကဝင်းနှုတ်ဆေးမတောက်တော့ရင်အလုံးမလို့တော့တဲ့အချိန်တွေကိုရောက်သွားနိုင်ပါတယ်တကယ်လို့ကိုကဝင်းချုပ်တာအချိန်ကြာတဲ့အထိမတက်တာဘူးဝင်းသွားတဲ့အခါမှာလည်းသွေးပါလာမယ်ဗိုက်တွေဖောင်းပြီးတော့လေတွေဘုံဘုံနဲ့ဖြစ်နေမယ်ဗိုက်အောင်လာမယ်အဖျားရှိလာမယ်ဝင်းနှုတ်ဆေးတောက်တာတော့မှဝင်းမသွားတော့ဘူးဆိုရင်တော့ဆရာဝန်နဲ့တေချာလေးတိုင်ပင်ဆွေးနွေးတင်ပါတယ်နော်အချုပ်ပြပြရမယ်ဆိုရင်တော့ဝင်းချုပ်တယ်ဆိုတာကကိုယ့်ရဲ့လူနေမှုပုံစံနဲ့အများကြီးသက်ဆိုင်ပါတယ်နော်ဝင်းလေးချုပ်ပြီးဆိုတာနဲ့ဆေးဆိုင်ပြေးပြီးဝင်းနှုတ်ဆေးအလွယ်တကူဝယ်တောက်နေမယ်အစားအသောက်နဲ့အနေထိုင်လေးကိုအရင်ဆုံးပြုပြင်ကြည့်လိုက်ပါနာတာရှင်ဝင်းချုပ်တတ်တဲ့သူတွေဆိုရင်တော့ဆရာဝန်နဲ့ပြသဖို့လုံးဝမမိပါနဲ့နော်ဒုက္ခရဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိရဆိုရင်တော့ like and share လေးပြုလုပ်ပေးသွားပါအောင်နော်အသေးသေးသောဗီဒီယိုလေးတွေကိုနားဆင်နိုင်မှုအတွက်ဒုက္ခတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးထားခဲ့ပါအောင်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြမယ်နော်ကျေးဇူးအထူးတင်ရှိပါတယ်ပရိသတ်ကြီး